လူတိုင်းမှာကိုယ့်နာမည်ကိုကြားရင်ပြန်လှည့်ကြည့်မိတဲ့အလေးအကျင့်ရှိတယ်။ဒါပေမဲ့ညတိုင်းတစ်ချိန်တည်းကိုယ့်နာမည်ကိုခေါ်တဲ့အတန်တစ်ခုရှိလာရင်အဲ့ဒါလူမဟုတ်ဘူးဆိုတာသိလာတဲ့နေ့ကစပြီးကျွန်တော်အိတ်မပျော်တော့ဘူး။အဲ့ဒီအချိန်တုန်းကကျွန်တော်အဖိုးအဖွားအိမ်မှာတယောက်တည်းနေခဲ့တာ။ရွာကတိတ်တိတ်ဆိတ်ဆိတ်ည9 နာရီကျော်တာနဲ့အိမ်တိုင်းမီးပိတ်ကြတယ်။တညကျွန်တော်အိပ်ဖို့လုပ်နေတော့အိမ်ပြင်ကအတန်တိုးတိုးလေးကြားရတယ်။ကိုဝေကျွန်တော်ထိုင်လိုက်တယ်။ဘာတူလဲထပ်ကြားရတယ်။ကိုဝေကျွန်တော်တကားဖွင့်ကြည့်တယ်။ဘာသူမှမရှိဘူး။လေတောင်မတိုက်ဘူး။နားကြားမားတာနေမှာဆိုပြီးပြန်အိပ်လိုက်တယ်။ဒါပေမဲ့နောက်ညတူတဲ့အချိန်တူတဲ့အတန်ဒီတစ်ခါပိုနီးလာတယ်။ကိုဝေထွက်လာကျွန်တော်ရင်တုန်သွားတယ်။သတင်းပေါက်ကကြည့်လိုက်တော့အိမ်ရှိကတစ်ပင်အောက်မှာမိန်းကလေးတစ်ယောက်ရက်နေတယ်။သပင်အရှိကြီးမျက်နှာမမြင်ရဘူး။ကျွန်တော်လက်ပြလိုက်တယ်။မလှုပ်ဘူး။နောက်တစ်စက္ကန့်ခေါင်းကိုဖြည်းဖြည်းမော့လာတယ်။မျက်လုံးမရှိဘူး။အနက်ရောင်အပေါက်နှစ်ခုကျွန်တော်ပြတင်းပိတ်ပြီးအိပ်ရာထဲဝင်ပုန်းနေလိုက်တယ်။မနေ့ရောက်တော့အဖွားကိုပြောပြတယ်။အဖွားမျက်နှာပြောင်းသွားတယ်။ညဘက်နာမည်ခေါ်ရင်ပြန်မဖြေနဲ့။3 ညဆက်ခေါ်ရင်လိုက်သွားရတယ်။ကျွန်တော်ရေလိုက်တယ်။မယုံဘူး။ဒါပေမဲ့တတိယညရောက်လာတယ်။ည12 တိတိအတန်မကြားဘူး။တိတ်နေတယ်။ပြီးတော့ကျွန်တော်နာကနေအတန်တိုးတိုးတစ်ခုကိုဝေနောက်လဲကြည့်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးအေးသွားတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအတန်ကအိမ်ပြင်ကမဟုတ်ဘူး။ကျွန်တော်အိပ်ရာနောက်ကကြားတာကျွန်တော်မလှည့်ရဲဘူး။ဒါပေမဲ့အသက်ရှူတန်ကြားရတယ်။အေးအေးဆက်ဆက်ပြီးတော့လက်တစ်ဖက်ကျွန်တော်ပခုံးပေါ်တင်လာတယ်။တွေ့ပြီအမျိုးသမီးအတန်တစ်ခုနောက်ဆုံးတော့မင်းပြန်မှတ်မိလာပြီ။ကျွန်တော်ဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်။အဲ့ဒီမိန်းကလေးအနီးကပ်ပြီးတော့သူပြုံးတယ်။လွန်ခဲ့တဲ့10 နှစ်တုန်းကမင်းကနာမည်ခေါ်ပြီးငါ့ကိုရေကန်ထဲတွန်းချခဲ့တာ။အဲ့ဒီအချိန်ကျွန်တော်ခေါင်းကိုက်လာတယ်။မှတ်ဉဏ်တစ်ခုပြန်ပေါ်လာတယ်။ကလေးဘဝရွာရေကန်ကျွန်တော်မိန်းကလေးတစ်ယောက်အော်တန်းရေထဲကျသွားတာကျွန်တော်ပြေးထွက်သွားခဲ့တာသူပြန်မတက်လာဘူးမိန်းကလေးကနီးလာတယ်အခုမဲလှဲ့ပြီးတော့သူ့လက်ကကျွန်တော်လက်ကိုဆွဲတယ်ကျွန်တော်မျက်လုံးဖွင့်လိုက်တော့ဆေးရုံအဖွားငိုနေတယ်ဒါမင်းအိမ်နောက်ကရေတွင်းထဲခုန်ချမလို့ကံကောင်းလို့တွေးလိုက်တာအဲ့ဒီနေ့ကစပြီးအတန်မကြားတော့ဘူးဒါပေမဲ့တချို့ညတွေအိမ်မက်ထဲမှာတယောက်ယောက်ကတိုးတိုးလေးခေါ်နေတယ်ကိုဝေဒီတစ်ခါတော့မလွတ်တော့ဘူးဒီတစ်ခါတော့မလွတ်တော့ဘူးဆေးရုံကပြန်ဆင်းပြီးနောက်အဖွားကကျွန်တော်ကိုတခုတည်းမှာတယ်ည12 ကျော်ရင်တယောက်တည်းမနေနဲ့ကျွန်တော်ခေါင်းညှိလိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့အဲ့ဒီညကဖြစ်ခဲ့တာအိမ်မက်လို့ပဲထင်နေတော့ရေတွင်းထဲခုန်ချမိတာလားတကယ်လားမယုံနိုင်ဘူးဒါပေမဲ့3 ရက်ကြာပြီးတဲ့ညအခန်းထဲမှာဖုန်းသုံးနေတော့ဖုန်းစခရီးကရုတ်တရက်ပိတ်သွားတယ်ပြီးတော့ message တစ်စောင်ပေါ်လာတယ်မင်းငါ့ကိုမှတ်မိပြီလား unknown number ကျွန်တော်ရေးလိုက်တယ်တယောက်ယောက်စနေတာပေါ့ reply ပြန်လိုက်တယ်ဘာတူလဲချက်ချင်းစာပြန်လာတယ်သတင်းပေါက်ဖွင့်ကြည့်ရင်ထဲအေးခဲသွားတယ်ဖြည်းဖြည်းလေးလှည့်ကြည့်လိုက်တယ်သတင်းပေါက်အပြင်မှာ
ဘယ်သူမှမရှိဘူးဒါပေမဲ့မှန်ပေါ်မှာရေဆိုလက်ရာနဲ့စာရေးထားတယ်နောက်ကျနေပြီကျွန်တော်အခန်းတကားဖွင့်ပြီးအဖွားစီပြေးသွားတယ်အဖွားမရှိဘူးအိမ်တအိမ်လုံးတိတ်နေတယ်မီးတွေလည်းပိတ်နေတယ်အဖွားပြန်တန်မရှိဘူးပြီးတော့မီးဖိုခန်းထဲကတခုခုဆွဲတန်ကြားရတယ်ရွတ်ရွတ်ရွတ်ကျွန်တော်ဖုန်းမီးဖွင့်ပြီးသွားကြည့်တယ်အဖွားထိုင်နေတယ်နောက်ကျောပဲမြင်ရတယ်အဖွားမဖြေဘူးကျွန်တော်နီးသွားတယ်အဖွားဖြည်းဖြည်းလှည့်လာတယ်မျက်နှာကမဟုတ်ဘူးအဖွားမဟုတ်ဘူးရေဆိုနေတဲ့သပင်တွေကြားကအနက်ရောင်မျက်လုံးအပေါက်နှစ်ခုသူပြုံးနေနောက်ဆုံးတော့မင်းငါကိုကြည့်လိုက်ပြီးချက်ချင်းအခန်းမီးတွေပြန်လင်းလာတယ်အဖွားအိတ်ခမ်းထဲကထွက်လာတယ်ဘာဖြစ်တာလဲကျွန်တော်မီးဖိုခန်းကိုပြန်ကြည့်လိုက်တယ်ဘယ်သူမှမရှိတော့ဘူးဒါပေမဲ့ကျမ်းပြင်ပေါ်မှာရေဆိုခြေရာတွေရှိတယ်အဲ့ဒီခြေရာတွေကအိမ်ပြင်မဟုတ်ဘူးကျွန်တော်အခန်းထဲကိုဝင်သွားတယ်ကျွန်တော်ဖြည်းဖြည်းအခန်းတကားဖွင့်လိုက်တယ်နံရံပေါ်မှာစာကြီးရေးထားတယ်နောက်တစ်ညမင်းနဲ့ငါပြန်ဆုံမယ်ရေကန်ထဲကနမီးအဲ့ဒီညကစပြီးကျွန်တော်အိမ်မှာမအိပ်ရဲတော့ဘူးဒါပေမဲ့ထွက်ပြေးတာကလည်းမဖြစ်ဘူးဘာလို့လဲဆိုတော့ညတိုင်း12 နာရီတိကျွန်တော်ဖုန်းမှာ unknown number က message တက်လာတယ်မင်းမမိလာပြီလားနေဘက်ဆိုဘာမှမဖြစ်ဘူးညရောက်တာနဲ့အိမ်ထဲလေမတိုက်ပဲတကားတွေလှုပ်တယ်ရေကြတန်တွေကြားတယ်တခါတလေအခန်းပြင်ကနေတယောက်ယောက်လမ်းလျှောက်တန်ကြားတယ်ဒါပေမဲ့အဖွားကတော့ဘာမှမကြားဘူးတဲ့နောက်ဆုံးကျွန်တော်ဆုံးဖြတ်လိုက်တယ်ရေကန်ကိုပြန်သွားမယ်အဲ့ဒီနေ့မိုးအုပ်နေတယ်ရွာနောက်ဘက်ကရေကန်ဟောင်းကလေးဘဝကနေတိုင်းကစားခဲ့တဲ့နေရာဒါပေမဲ့ဒီတစ်ခါပြန်ရောက်တော့အရန်တိတ်နေတယ်ငှက်တောင်မအော်ဘူးရေကန်နားမှာကြောက်တုံးဟောင်းတုံးတွေ့တယ်စာလုံးတွေဖြတ်နေပြီဒါပေမဲ့နာမည်တစ်ခုဖတ်လို့ရတယ်နင်းရုတ်တရက်ခေါင်းထဲတစ်ခုခုပြန်ပေါ်လာတယ်ကလေးဘဝကျွန်တော်နောက်ပြီးမိန်းကလေးတစ်ယောက်သူ့နာမည်နင်းသူကအမြဲကျွန်တော်နောက်လိုက်နေတတ်တယ်တနေ့ကျွန်တော်တို့ရေကန်နားမှာစော့နေကြတယ်သူကပြောတယ်ငါရေကူးမတက်ဘူးနော်ကျွန်တော်စလိုက်တယ်နောက်ကနေတွန်းလိုက်တယ်သူရေထဲကျသွားတယ်အစမှာရေနေတယ်ထင်တယ်ပြီးတော့တကယ်အော်လာတယ်ကဲပါကျွန်တော်ကြောက်သွားတယ်အိမ်ပြန်ပြေးခဲ့တယ်ဘသူ့ကိုမှမပြောခဲ့ဘူးရုတ်တရက်ရေကန်ထဲကအတန်တစ်ခုကြားရတယ်ကိုဝေကျွန်တော်တုန်သွားတယ်ရေမျက်နှာပြင်ပေါ်မှာသပင်ရှည်တွေပေါ်လာတယ်ပြီးတော့လက်တစ်ဖက်ရေဆိုနေတဲ့လက်ဖြည်းဖြည်းအပြင်ကိုတက်လာတယ်မိန်းကလေးတစ်ယောက်အဖြူရောင်အဝတ်ရေဆိုနေတဲ့သပင်သူကောင်းမော်တယ်အဲ့ဒီမျက်နှာအိမ်မက်ထဲကမိန်းကလေးသူပြုံးနေနောက်ဆုံးတော့မင်းမမိလာပြီဒါပေမဲ့သူဖြည်းဖြည်းနီးလာတယ်ငါမင်းကိုလာခေါ်တာမဟုတ်ဘူးတခြားတစ်ယောက်ရှိသေးတယ်ကျွန်တော်တုန်သွားတယ်ဘာပြောတာလဲသူလက်ညှိုးနဲ့ကျွန်တော်နောက်ကိုညွှန်တယ်အနောက်လှည့်ကြည့်ကျွန်တော်ဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်ရေကန်ဘေးမှာအသက်ကြီးတဲ့အမျိုးသမီးတစ်ယောက်ရက်နေတယ်အဖွားဒါပေမဲ့အဖွားပြုံးနေတာမဟုတ်ဘူးသူ့မျက်လုံးတွေအဖြူရောင်ပဲပြီးတော့သူပြောတယ်ဒီတစ်ခါတော့ငါအလှည့်တရေကသူမဟုတ်ဘူးရေကန်ဘေးမှာ
အဖွားရက်နေတယ်ဒါပေမဲ့အဲ့ဒီမျက်နှာကကျွန်တော်သိတဲ့အဖွားမျက်နှာမဟုတ်ဘူးမျက်လုံးဖြူရောင်အပြုံးကတင်းနေတယ်အတန်ကခြောက်ကပ်နေတယ်ကိုဝေအိမ်ပြန်ရအောင်ကျွန်တော်နောက်ဆုတ်လိုက်တယ်ရေထဲကနှင်းကရုတ်တရက်អော်တယ်မသွားနဲ့အတန်ကအရင်လိုကြောက်စရာမဟုတ်တော့ဘူးကြောက်နေတာတယောက်ယောက်ကိုကြောက်နေတဲ့အတန်ကျွန်တော်မျက်နှာနှစ်ဖက်ကိုကြည့်နေမိတယ်တစ်ဖက်မှာနှစ်ပေါင်းများစွာကျွန်တော်ထင်ခဲ့တဲ့တရေတစ်ဖက်မှာကျွန်တော်ယုံကြည်ခဲ့တဲ့အဖွားဖြည်းဖြည်းလျှောက်လာတယ်ဒါအဲ့ဒီကောင်မလေးပြောတာမယုံနဲ့သူကမင်းကိုခေါ်သွားမှာနှင်းကောင်းရမ်းတယ်မဟုတ်ဘူးကျမထွက်မရလို့သူ့ကြောင့်ကျွန်တော်ရက်သွားတယ်ဘာကိုပြောတာနှင်းလက်ညှိုးနဲ့ရေကန်ကိုညွှန်တယ်အောက်ကိုကြည့်ရေမျက်နှာပြင်ကတဖြည်းဖြည်းငြိမ်လာတယ်ပြီးတော့ရေထဲမှာပုံတပုံပေါ်လာတယ်လွန်ခဲ့တဲ့10 နှစ်ရေကန်ကျွန်တော်နှင်းနောက်ပြီးအဖွားအဲ့ဒီနေ့နှင်းရေထဲကျသွားတော့ကျွန်တော်ပြေးသွားတယ်ဒါပေမဲ့အဖွားရောက်လာတယ်ကယ်နိုင်ခဲ့တယ်ဒါပေမဲ့မကယ်ခဲ့ဘူးရေထဲကိုကြည့်ပြီးတိတ်တိတ်လေးပြုံးနေခဲ့တယ်နောက်ပြီးပြောခဲ့တယ်နောက်တစ်ယောက်လိုသေးတယ်ကျွန်တော်အသက်ရှူရက်သွားတယ်ရေမျက်နှာပြင်ပျောက်သွားတယ်အဖွားရက်နေတယ်ဒီတစ်ခါသူပြုံးမနေတော့ဘူးမြင်သွားပြီပေါ့ကျွန်တော်တုံရင်နဲ့အဖွားဘာဖြစ်တာလဲအဖွားဖြည်းဖြည်းပြောတယ်ဒီရွာကနှစ်10 တခါပဲကလေးတစ်ယောက်ပေးရတယ်မဟုတ်ရင်အားလုံးသေမယ်ကျွန်တော်နောက်ဆုတ်တယ်အဲ့ဒါကြောင့်နှင်းကိုအဖွားမဖြေဘူးသူ့မျက်နှာတဖြည်းဖြည်းပြောင်းလာတယ်အရေးအကြောင်းတွေပျောက်သွားတယ်မျက်လုံးတွေအနက်ရောင်ဖြစ်လာတယ်သပင်တွေရှည်လာတယ်ပြီးတော့ကျွန်တော်တခါမှမမြင်ဘူးတဲ့အတန်နဲ့ပြောတယ်အခုအချိန်ပြည့်ပြီရေကန်ထဲကလက်တွေလက်ရာချီဖြည်းဖြည်းတက်လာတယ်အားလုံးကကျွန်တော်ဘက်ကိုဆွဲဖို့နှင်းអော်တယ်ပြေးဒါပေမဲ့ကျွန်တော်ခြေထောက်ကိုတယောက်ယောက်ဖမ်းထားတယ်အောက်ကြည့်လိုက်တော့ရေဆိုနေတဲ့ကလေးလက်တစ်ဖက်ပြီးတော့အတန်တိုးဒီတစ်ခါမင်းလှဲ့